ခမညာဘက်အိတ်တဲ့ခါကိုယ့်ရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကလှုပ်စစ်စင်ရေးတွေလုပ်နေတယ်ဆိုတာသိလားသူတို့ကဘာလို့မျက်စိမိတ်ပြီးအဲ့လိုလုပ်ရတာလဲဒီနေ့မှာတော့အိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးတကယ်ကိုသိထားတဲ့အကြောင်းအရာလေးတွေကိုရှင်းပြပါမယ်ဆိုပထမဆုံးမေးချင်တာကခမကတနေ့ကို8နာရီဒီပါအိတ်ဆက်တယ်ဆိုရင်ဒါကတသက်တာရဲ့3ပုံ1ပုံကိုအိတ်ပြီးအချိန်တွေဖြုံးနေနေတာလားဒါမှမဟုတ်ရင်ကျမကြီးနဲ့အသက်ရှည်ဖို့အတွက်ကိုရင်းနှီးမြုပ်နှံနေတာလားတကယ်တမ်းပြောရရင်အိတ်ဆက်ခြင်းဆိုတာခမထင်တာထက်အများကြီးပိုတယ်ညဘက်မှာခမတို့ခန္ဓာကိုယ်ဟာအင်မတန်စနစ်တကျရှိတဲ့စစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်ပါတယ်အဲ့ဒီတော့ဘာကအိတ်ချင်စိတ်ကိုထိန်းချုပ်နေတာလဲဒါကကိုခန္ဓာကိုယ်ရဲ့အလိုလျောက်အချိန်စရာဆွဲပေးတဲ့ခန္ဓာကိုယ်နာယီလို့သိကြတဲ့ဒီ circadian rhythm ပဲဖြစ်ပါတယ်ဒီစနစ်ကိုအုံနောက်ကထိန်းချုပ်ပြီးတော့နေဝန္တာနဲ့ melatonin လို့ခေါ်တဲ့ဒီအိတ်ချင်စိတ်ကိုဖြစ်စေတဲ့ဟော်မုန်းကိုစပြီးထုတ်လွှတ်မှာအဲ့ဒီအားကဘလို့အချက်ပေးလဲဆိုအေးရတော့မယ်နော်လို့ခမရဲ့အုံနောက်ကိုအချက်ပေးတယ်ဒီမှာတခုသတိထားမှာကအိတ်ချိန်ရောက်မှဖုံးသုံးရင်ဖုံးကနေလာတဲ့ဒီအပြာရောင်အလင်း blue light ကဒီ melatonin ထွက်တာကိုရက်သွားစေတယ်ဥမာအိတ်ချင်စိတ်ကိုဖြစ်စေတဲ့အဲ့ဟော်မုန်းကိုရက်သွားစေတယ်အဲဆိုရင်အိတ်ချင်စိတ်ပျောက်သွားတယ်ဒါကြောင့်အဲ့တော့အိပ်ပြုတ်နေတဲ့အခါခန္ဓာကိုယ်ကအစင်းနဲ့စင်းအလုပ်လုပ်တယ်ပထမအဆင့်က deep sleep နှစ်ချက်အိတ်ချင်းဥမာ deep sleep အဆင့်မှာသူကဒီအဆင့်မှာကဘာနဲ့သွားတူလို့ဆိုကာဝတ်လျှော့မှာအင်ဂျင်ပြင်းနေခြင်းနဲ့တူတယ်ခန္ဓာကိုယ်ကပြန်လဲတိဆောက်ခြင်းကိုလှုပ်ဆောင်ပါတယ်ကြွက်သားတွေအယူတွေတ िश ူအဟောင်းတွေကိုအသစ်ပြန်ဖြစ်အောင်သူကပြုပြင်မွမ်းမံပြီးတော့ခန္ဓာကိုယ်ရဲ့အားကိုဖြည့်ပေးတယ်ဒီအဆင့်မှာဥမာ deep sleep အဆင့်မှာဆိုတစ်ချက်အိတ်တဲ့အဆင့်မှာနောက်တစ်ဆင့်က REM sleep ဒါအတူချုံပြောထားတာပေါ့ rapid eye movement သူကအိမ်မက်တဲ့အဆင့်ရောက်တယ်အိမ်မက်ပြီးမျက်လုံးလှုပ်ခက်ဖြစ်နေတဲ့အချိန်အိတ်အဆင့်ဒီအဆင့်မှာကြတော့ဒီအုံနောက်ထဲမှာသူကဘာနဲ့တူလို့ဆိုစာရက်စာတမ်းတွေစီနေတဲ့အချိန်လိုပဲမှတ်ဉာဏ်တွေကိုဒီစီမံခန့်ခွဲခြင်းတွေလုပ်တယ်တနည်းကုန်ခမတွေ့ကြုံခဲ့တဲ့ဟာတွေမှတ်သားခဲ့တဲ့ဟာတွေကိုသင်ယူထားတဲ့ဟာတွေကိုစနစ်တကျသိမ့်ပြီးတော့စိတ်ဖြည့်ဆည်းမှုတွေကိုဒါဖြည့်ရှင်းပေးတဲ့အဆင့်ဒီအဆင့်မှာအဲ့တော့အိတ်တဲ့အခါမှာဥမာနှစ်ချက်အိတ်ပြောဖို့လည်းအရေးကြီးတယ်ဆိုတော့အဲ့နှစ်ချက်အိတ်ပြီးတော့ဒီအိတ်မက်တွေဘာတွေမှတ်သွားတဲ့အဆင့်ထိရောက်သွားပြီဆိုရင်ဒါလုံးဝဒါအဆင့်နဲ့ဆင့်ကိုကျော်သွားအဆင့်နဲ့ဆင့်ဒါပြီးမြောက်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ခမနေ့စဉ်9နာရီအပြည့်အဝမအိပ်ရင်ခန္ဓာကိုယ်ကအိပ်ဆက်မှုအကျွေးတွေဥမာ sleep debt တွေစူးစောင်းလာတယ်နေ့တိုင်းဆုံးရှုံးသွားတဲ့အိပ်ချိန်နာရီတွေကိုပြောတာနော်ဥမာ9နာရီပြည့်အောင်အိပ်တတ်တာ9နာရီမပြည့်ဘူး6နာရီ9နာရီလောက်ပဲဆိုရင်ဥမာအကျွေးတွေတင်သွားတယ်အဲ့တော့အိပ်ချိန်အကျွေးတွေဒီအကျွေးတွေများလာတဲ့အခါဘာဖြစ်လဲဆိုရင်နောက်ဆက်တွဲအနေနဲ့စိတ်တွေမတည်ငြိမ်တော့စိတ်ခံစားမှုကိုဒီထိန်းချုပ်တဲ့အုံနောက်ရဲ့အပိုင်းအားနည်းလာပြီးတော့ပို့ပြီးတော့စိတ်တူလွယ်တယ်စိုးရိမ်ပူပန်လွယ်လာတယ် right အဲဆိုရင်ဘာလို့ဆိုတိတ်ပျော်ရွှင်မှုတွေကတဖြည်းဖြည်းကျော်ပါလာတာအဲ့တော့နောက်ကျန်းမာရေးပြဿနာတွေဖြစ်လာတယ်ခုနကစိတ်ပိုင်းဆိုင်ရာအခုကကျန်းမာရေးပြဿနာတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာပြဿနာတွေဘာလို့ဆိုကိုယ်ခံအားတွေကျဆင်းနေပြီးရင်ဘာဖြစ်တော့ဖျားနာလွယ်လာတယ် right စီးကျိုတွေဝင်လာတယ်ဥမာဝိတ်တွေတက်လာတယ်အဲ့ဒီဖြစ်နိုင်ခြေတွေမြင့်တက်လာတယ်ပေါ့ဗျာဝိတ်တက်တဲ့ဖြစ်နိုင်ခြေတွေအခုဒီကျန်းမာရေးခုနစိတ်ပိုင်းဆိုင်ရာရောဒီ physical ဘောင်း mental ပိုင်းရောအဲ့အတွက်ဒါသက်ရောက်မှုရှိတယ်အဲ့တော့ဒါတွေလက်တွေ့ကျတဲ့ဖြည့်ရှင်းနည်းတွေကဘာတွေလဲဆိုရင်ဒီကစီမင်း၅ချက်ပေါ့ဗျာစောင်းရရှောင်းရနေညဘက်ဒီကိုယ့်ရဲ့ဒီညဘက်လူရဲ့စစ်စင်ရေးကိုအောင်မြင်ခုနအချက်နှစ်ချက်အောင်မြင်လောက်ချင်ရင်ဒီယူရှင်းပြီးထိရောက်တဲ့အချက်၅ချက်ကိုလိုက်နာတဲ့လောက်ဆောင်တဲ့တာဘာလို့ဆိုဥမာနံပါတ်1စီမင်းကအချိန်ကိုစီကန့်ရှိရမယ် right နေ့တိုင်း
နေတိုင်းလို့ပြောရင်ဒီစနေတနင်္ဂနွေပါအားလက်ချိန်တွေပါအပါပေါ့အချိန်မှန်မှန်အိယာဝင်ပြီးတော့အချိန်မှန်မှန်ထဒါမှခမခန္ဓာကိုယ်ရဲ့ rhythm မှန်လာလိမ့်မယ် right circadian rhythm မှန်လာလိမ့်မယ်ခန္ဓာကိုယ်နာရီရနောက်စီမင်းနံပါတ်1စီမင်းကအိတ်ခမ်းကိုအနားယူဖို့အဖြစ်သတ်မှတ်မယ်နော်အိတ်ခမ်းကိုအေးမြတ်ပြီးမှောင်မိုက်အောင်တိတ်ဆိတ်အောင်ထားအိတ်ခမ်းထဲမှာအလုပ်ကိစ္စတွေစိတ်ပူပန်စရာတွေမတွေးနဲ့အဲ့လိုဆိုရင်ခင်ဗျစိတ်ပူပန်မှုတွေကြောင့်ဒါအိပ်ရမှာမဟုတ်ဘူးနံပါတ်3စီးမြတ်ပါအောင်ဆိုရင်ညနေခင်းစိတ်ကိုကြူပြီးတော့ဖြေလျှော့တာ right အိပ်ရမွန်ကမိနစ်30လောက်အလိုမှာဘာလို့မအောင်တရားထိုင်တာပဲဖြစ်ဖြစ်စောက်ဖတ်တာမျိုးပဲဖြစ်ဖြစ်လုပ်ပြီးတော့စိတ်ကိုအေးချမ်းအောင်ပြင်ဆင်တာအကြမ်းမှာအိပ်လို့လွယ်မှာမလုပ်တဲ့နာရှောင်းတဲ့နာတွေကဘာတွေတုံးဆိုဥမာစီမင်းနံပါတ်4ကအပြာရောင်အလင်း blue light ကိုရှောင်းရမယ်တားမြစ်ရမယ် blue light ဆိုတာကဥမာအိပ်ရမွန်ကတနာရီမိနစ်တနာရီမှာဒီဖုန်းတွေ TV တွေကွန်ပျူတာအဲ့လိုအပြာရောင်အလင်းထွက်စေတဲ့ပစ္စည်းအလုံးကိုဝေးထားမယ်ဘာလို့ဆိုတော့ဒါကခုနအိတ်ချင်းကိုဖြစ်စေတဲ့ melatonin ဟော်မုန်းကိုသူကရက်တန့်စေအဲ့အလင်းနံပါတ်5စီးမြတ်ပါတော့ဆိုရင်နေ့လေနောက်ပိုင်းကဖိန်းတဲ့နဲ့ဒီလီလန်နဲ့ heavy food ဒီလီလန်နဲ့အစားအစာတွေရှောင်အောင်ဥမာနေ့လေ2နာရီနောက်ပိုင်းမှာ coffee ဒါမှမဟုတ်အဖြစ်ချူရည်တွေအဲ့ဒါတွေမတောင်းနဲ့အေးရဝန်ကနီးပိုက်ပြအောင်စားရမျိုးတွေမလုပ်နဲ့ဒါနောက်အိပ်ပျော်စီဖို့လေ့ကျင့်ခန်းတွေလုပ်ဖို့လိုရတယ်လေ့ကျင့်ခန်းဒီထိရောက်တဲ့လေ့ကျင့်ခန်းကဘာလို့ဆိုရင် 478 အသက်ရှူနေ478အသက်ရှူနေဆိုတာဘလူးဟာမျိုးလို့ဆိုမအေးရဝန်တဲ့အခါစိတ်တရှုပ်ပြီးမအေးနိုင်ဘူးဆိုရင်ဒီလေ့ကျင့်ခန်းလုပ်ကြည့်လိုက်478အသက်ရှူနေကိုစမ်းကြည့်ဒါကတင့်ကိုချက်ချင်းနီးပါးစိတ်ငြိမ်သွားစေတဲ့လေ့ကျင့်ခန်း4ဆိုတာ4 second right မှာအသက်ရှူတဲ့လေ့ကျင့်ခန်းနှာခေါင်းကနေဖြည်းဖြည်းချင်းရှူသွင်းနှာခေါင်းကနေဖြည်းဖြည်းချင်းအသက်ရှူတဲ့အခါဘယ်နှစက္ကန့်ကြာအောင်ရှူအောင်လို့ဆိုရင်4 second 4 second ကြာအောင်ရှူအောင် right နောက်အသက်ရှူပြီးဘာလုပ်အောင်လို့ဆိုရင်7 seconds ကရှူသွင်းထားတဲ့လေကိုတာယာအောင်ထားမယ်အဲဆိုရင်အသက်အောင်ထားမယ်အချိန်က7 second right နောက်8 seconds ကပါးစပ်ကနေရှူထားတဲ့လေကိုဖြည်းဖြည်းချင်းဘာလို့အောင်ပြန်ထုတ်အောင်ပါးစပ်ကနေပြန်ထုတ်အောင်ဘယ်လောက်ကြာအောင်ထုတ်အောင်ဆို8 second ကြာအောင်ထုတ်အဲဆိုရင်478ဆိုတာဒီ7အခုဒီမှာဒီ cycle right breathing မှာ478အဲ့လိုဟာကို၄ချိန်စက်တိုက်လှုပ်ဆောင်ကြည့်အဲ့လိုလှုပ်ပြီးသွားရင်ခန္ဓာကိုယ်ကတက်တောင့်တဖြစ်သွားလိမ့်မယ်လို့ခင်ဗျာခံစားရလိမ့်မယ်ဒီပြောချင်တာကအစ်ဆက်ချင်းဆိုတာကဖြုံးတီးနေတာမဟုတ်ဘူးကိုယ့်ရဲ့အနာဂတ်ကျန်းမာရေးအတွက်ရင်းနှီးမြှုပ်နှံနေတာပဲဖြစ်ပါတယ်ဒီစီကန်းတွေနဲ့ခုန478လေ့ကျင့်ခန်းကိုလိုက်နာခြင်းအပြင်ခန္ဓာကိုယ်ရဲ့ညာဘက်လှုပ်စစ်စင်ရေးကိုအောင်မြင်အောင်ကူညီပေးပါလိမ့်မယ်အားလုံးပဲကျန်းမာစွာအစ်ဆက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်